အားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ဒါအားပြိုင်မှုက2026ခုနှစ်ထဲမှာပိုပြီးတော့ရှိန်မြင့်လာပါတယ်အထူးသဖြင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ Unipolar War လို့ခေါ်တဲ့အမေရိကန်နိုင်ငံတည်းကပဲကမ္ဘာကိုဥဆောင်ခြင်းနဲ့မဟာဗျူဟာကခုဆိုရင်ဒါတရုတ်နိုင်ငံရဲ့စွမ်းရည်လမ်းကြောင်းတွေကိုပိတ်ဆို့ဖို့ဒါဗျူဟာမြောက်ရွှေ့ကွက်တွေတစ်ခုပြီးတစ်ခုဖော်ဆောင်လာတာကိုတွေ့နေရတယ်ဒီကနေ့မှာအမေရိကန်ရဲ့ဒါ China Containment ကိုတရုတ်ကိုဝိုင်းပတ်ထိန်းချုပ်ခြင်းအစီအစဉ်အောက်ကဒါမလကာရေးလည်းကြကွက်ရွှေ့မှုအကြောင်းကိုဒါကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ဒါဒီအပိုင်းကိုအချက်၃ချက်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမချက်အနေနဲ့ဗင်နီဇွဲလားနဲ့အီရန်ရဲ့ဒါအစပြိုးရွှေ့ကွက်တွေ2026ခုနှစ်ဒီဇန်နဝါရီနဲ့ဖေဖော်ဝါရီလအတွင်းမှာထရန့်ကယူဝါမြောက်ရွှေ့ကွက်ကြီးနှစ်ခုကိုခက်စိတ်လုပ်ခဲ့တယ်ပထမကဒါတရုတ်ရဲ့အဓိကရေနံဝယ်လက်ဖြစ်တဲ့ဗင်နီဇွဲလားသမ္မတကိုဖမ်းဆီးလိုက်တယ်ဒုတိယကဒါအီရန်ကိုစီးရေးရတိုက်ခိုက်တာဒီနေရာမှာဒါလူအများစုကအီရန်ကိုတိုက်တာကဒါနျူကလ িয়ার ကိစ္စအကြောင်းလို့ထင်နေကြပြီမဲ့လေတကယ်တော့ဒါကအကြောင်းပြချက်သက်သက်ပဲအဓိကတရုတ်စီကိုရေနံ80%ကျော်တင်ပို့နေတဲ့အီရန်ကိုထိန်းချုပ်ပြီးတော့ပဲဒီတရုတ်ရဲ့စွမ်းအင်ဈေးကွက်ကွင်းဆက်ကြီးကိုဒါဖြတ်တောက်ရှင်တဲ့တဘောဒုတိယချက်ကဒီအင်ဒိုနီးရှားနဲ့ဒါမလကာရီလက်ကြက်ကင်မှုဒီကွက်ကပို့ပြီးတေချာသွားတာကဒါမက်လာထဲမှာဖြစ်သွားတယ်နိုင်ငံခြားရေးဝန်ကြီးတိုနီဘလင်ကန်ကဒါအင်ဒိုနီးရှားကိုသွားပြီးတော့ဒီမလကာရီလက်ကြားကိုစောင့်ကြည့်ဖို့အမေရိကန်စစ်လေယာဉ်တွေပြန်တန်းခွင့်ရအောင်လှုပ်ဆောင်ခဲ့တာဒီနေရာမှာဒီမလကာရီလက်ကြားကဘာကြောင့်အရေးပါလဲဒီလမ်းကြောင်းကနေပဲကမ္ဘာရေနံစိမ်းကုန်သွယ်မှု22ကနေ29%အထိကိုစီးဆင်းနေတာနေ့စဉ်ရေနံစီပေါင်း23သန်းကျော်ဖြတ်တန်းနေတဲ့ဒီတရုတ်ရဲ့ရှုပ်ပွိုက်လေတာဖြစ်နေတာအမေရိကန်ကဒီလမ်းကြောင်းကိုအာယုံစိုက်လာပြီးတော့တရုတ်ကိုအကြက်ကင်တာဖြစ်ပေမဲ့လေဘေးတော့ဆိုးကျိုးတွေအနေနဲ့ဒီစင်ကာပူတို့ဂျပန်တောင်ကိုရီးယားနဲ့ဒီအိန္ဒိယရဲ့ကုန်သွယ်ရေးတွေကိုတော့ထိခိုက်သွားတယ်ပြီးတော့ဒီကမ္ဘာစီးပွားရေးအကြက်တဲကြီးကိုလည်းတေချာပေါ့ဥတီသွားတာနောက်ဆုံးချက်ကဦးကျင်းတောင်းရတာစိုးရိမ်မှုနဲ့လက်ရှိသမ္မတရှီကျင်းဖျင် BIN လမ်းကြောင်းတွေကိုတကယ်တော့ဒီရှင်းတွေကိုတရုတ်ဘက်ကဒါကြိုပြီးတော့တွက်ထားပြီးသားပေါ့2003ခုနှစ်ကတည်းကဒီသမ္မတဟောင်းဦးကျင်းတောင်းကဒါမလကာဒွိဟဆိုတဲ့စကားကိုသူသုံးလုံးခဲ့ပူတယ်မလကာဘောကိုမိခိုနေတွေ့ဒါဒီတရုတ်ရဲ့လုံခြုံရေးရစိတ်မချဘူးလို့သူကသိနေတယ်ဒါကြောင့်လည်းဒီလက်ရှိသမ္မတရှီကျင်းဖျင်က2013ခုနှစ်မှာ BIN စီမံကိန်းတွေကိုစပြီးတော့ဒီအိန္ဒိယသမုဒ္ဒရာဘက်ကိုထွက်ပေါက်ဖြစ်ရှာခဲ့တာဒါဒီနေ့ကျွန်တော်ပြောသွားတဲ့ဒီအမေရိကန်ရဲ့မလကာကွက်ရွှေ့မှုနဲ့ပတ်သက်ပြီးတော့ဒါပြန်ပြီးတော့အနှစ်ရှုပ်ရရင်ဒီကမ္ဘာရေလမ်းကြောင်းပို့ဆောင်ရေးကိုဒါကမောက်ကမဖြစ်စေနိုင်ပေမဲ့လေတရုတ်ကိုတော့ဒါသူတို့အပြီးပိုင်နိုင်ပိုင်းဖို့တော့ခက်ခဲအောင်ပါဘာကြောင့်လဲဆိုတော့တရုတ်ဒီနေ့ကဒီမာနိုင်ငံရခိုင်ပြည်နယ်ကကြောက်ဖြူရေနဲ့စစ်ကမ်းစီမံကိန်းကိုဒါအခုချိန်မှာသူတို့အတွက်ဒီမလကာရဲ့ဘက်ခံပေါ့ဒါရန်လမ်းကြောင်းထပ်ပို့ပြီးတော့ရေးပါတဲ့ဂျူဝါမြောက်ထွက်ပေါက်တစ်ခုအနေနဲ့ဒါဖြစ်လာအောင်သူတို့လှုပ်ဆောင်နေလို့အမေရိကန်အနေနဲ့ဒါမလကာကွက်ရွှေ့မှုပါလုံးဝဒါတရုတ်ကိုပြီးပိုင်နိုင်ပိုင်းဖို့တော့မလွယ်ဘူးလို့ဒါကျွန်တော်အနေနဲ့သုံးသပ်တင်ပြမိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်